တနာစရာကောင်းတဲ့ကောင်မလေးတယောက်ဟာအမဖြစ်သူကိုစားအတင်းအဓမ္မအစားထိုးအိမ်အောင်ပြုပေးခဲ့ရပါတယ်။ဒါပေမဲ့လမ်းခုလက်မှာတင်သူတို့သားဖြစ်သူကသူမကိုဓာတ်နဲ့ရွယ်ပြီးအကြီးအကျယ်ချင်းချောက်ပြီးအစွမ်းပြလိုက်ပါတော့တယ်။တကယ်တော့ဒါဟာအပေါ်ယံကြည့်ရင်တော်ဝင်မိသားစုကပေးစားတဲ့လက်ထပ်ပွဲလို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့သူတို့သားရဲ့ဘေးနားမှာသတင်းထောက်လန်းဖို့အတွက်တမင်တက်တက်ထည့်သွင်းထားတဲ့သူရှိုးတယောက်ပဲဖြစ်ပါတယ်။ဒီလိုဓာတ်နဲ့ချင်းချောက်လိုက်ရင်သူတို့သမီးအစ်စ်လေးလမ်းဖြန့်ပြီးထွက်ပြေးသွားလိမ့်မယ်လို့သူတို့သားကထင်နေခဲ့တာပါ။တကယ်တော့ဝင်ကြီးချုပ်ရှန်သူဟာဒီသားတို့သမီးကအစ်စ်မဟုတ်ပဲအစားထိုးဝင်လာတဲ့သူဆိုတာကိုကြိုတင်သိရှိထားတာပါဒါပေမဲ့လူပုံအလဲမှာချက်ချင်းဖော်ကောင်မလုပ်ခဲ့တာကတော့တတိလဲရှိညံလဲကောင်းလာတဲ့ရန်မိသားစုရဲ့စထမမြောက်သမီးတော်လေးဘာတွေဆက်လုပ်မလဲဆိုတာကိုသူစောင့်ကြည့်နေလို့ပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းသူမရဲ့တငယ်ချင်းကောင်းမလေးကသတင်းကြားချင်းစိတ်ပူပြီးလိုက်လာခဲ့ပါတယ်ဒါပေမဲ့ဝင်ကြီးချုပ်အိမ်တော်ရှေ့ကိုရောက်တဲ့အခါမှာတော့အိမ်တော်တစ်ခုလုံးမင်္ဂလာပွဲနဲ့မတူပဲနာရီအိမ်လိုမျိုးအဖြူရောင်မီးအိမ်တွေဆွဲချိတ်ထားတာကိုတွေ့လိုက်ရလို့အားလုံးအံ့ဩသွားကြပါတယ်အိမ်တော်ဖက်အခန်းဆိုတာလည်းယာယီပဲပြင်ဆင်ထားတာပါဒါပေမဲ့သူတို့သမီးတစ်လေးကတော့နည်းနည်းမှဂယုမဆိုင်ပဲပြုံးနေနိုင်သေးပါဘာလို့လဲဆိုတော့ဒီလက်ထပ်ပွဲဟာအစကတည်းကနိုင်ငံရေးအကျိုးအမြတ်အတွက်ပဲဆိုတာသူမကောင်းကောင်းကြီးသိနေလို့ပါပဲဒီမိန်းကလေးရဲ့နာမည်ကရန်ရှင်းလို့ခေါ်ပြီးတရားရေးဌာနကစာရေးမလေးတယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့သူမဆေးပင်တွေကူးပြီးအိမ်ပြန်လန်းမှာတင်စစ်တီတော်တွေရဲ့ဝိုင်းဝန်းဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်ဘာမှအကြောင်းရင်းမသိရသေးခင်မှာပဲသူမကိုအရာရှိကြီးအချို့ရဲ့ရှေ့မှောက်ကိုခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီနေ့ဟာဘရင်မင်းမြတ်သားတို့ခေါ်မဲ့နေထူးနေမြတ်ဖြစ်ပေမဲ့တော်ဝင်ရာရှိကြီးတယောက်ကိုလှုပ်ကြံဖို့စူးစမ်းတဲ့လှုပ်ကြံသမားတယောက်ပေါ်ပေါက်ခဲ့ပါတယ်အရာရှိကြီးကလွတ်မြောက်သွားပေမဲ့သူအချစ်ရဆုံးစစ်သူကြီးတယောက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒါကြောင့်အရာရှိကြီးကဒေါသရကြီးနဲ့ငါဒီလှုပ်ကြံသမားကိုအပိုင်းပိုင်းမိုင်းတက်ပစ်မယ်လို့ကြုံဝါနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတောင်ပေါ်မှာရှိနေတဲ့ရန်ရှင်းတဲ့ရိုးသားတဲ့အရက်သားပြည်သူတွေအားလုံးဟာလှုပ်ကြံသမားအဖြစ်ဆွဆွဲခံရပြီးဖမ်းဆီးခံလိုက်ရတာပါလှုပ်ကြံသမားကပြည်သူတွေကြားထဲပုံကွယ်နေပြီးထွက်မလာတာကြောင့်အရာရှိကြီးကအမွှေးတိုင်တိုင်မကုန်ခင်တက်တဲ့သူထွက်မလာရင်မင်းတို့အားလုံးဒီနေရာမှာပဲအသက်ပြောက်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်။ရန်ရှင်းဟာအပြစ်မဲ့တဲ့ပြည်သူတွေတေးကျေပျက်စီးရမှာကိုမကြည့်ရတာကြောင့်အရာရှိကြီးရှေ့ကိုထွက်ပြီးကျမကိုတေးဆုံးသွားတဲ့စစ်သူကြီးရဲ့အလောင်းကိုစစ်ဆေးခွင့်ပေးပါလောက်ကျန်သမားဘသူလဲဆိုတာကျမရှာဖွေပေးနိုင်ပါတယ်လို့တောင်းဆိုလိုက်ပါတယ်။အလောင်းကိုစစ်ဆေးတဲ့အခါမှာတော့သူမဟာအသေးစိတ်အချက်လက်မှန်သမျှကိုတေချာကြည့်ရှုပါတယ်။အခုအချိန်ကညနေဆောင်ချိန်ဖြစ်ပြီးနေမင်းကအနောက်ဘက်မှာရှိနေတာကြောင့်ညာပစ်ခတ်လိုက်တဲ့အရက်မျက်နှာနဲ့ဒဏ်ရာကိုတွက်ချက်ပြီးတရားခံကိုစုံစမ်းပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာအဖြေတိကျမထွက်လာသေးတာကြောင့်ရန်ရှင်းကအချိန်နည်းနည်းထပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စိတ်မရှိတော့တဲ့အရာရှိကြီးကလူအားလုံးကိုများနဲ့ပြစ်တက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာဘေးကနေကြည့်နေတဲ့ဝင်ကြီးချုပ်ရှန်သူကကျွန်တော်မှပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့နီလန်းရှိတယ်။ကျွန်တော်မွေးထားတဲ့ရက်ဆက်တဲ့ခွေးရဲကြီးတွေကိုလှုပ်ပြီးကြိုက်ခိုင်းလိုက်မယ်။ပေတာတော့နှေးလိုက်မယ်ဒါပေမဲ့ကြည့်ရတာပိုပြောစရာကောင်းတယ်လို့ဝင်ပြောလိုက်ပါတယ်ရှန်သူဟာအပြင်ပန်းမှာတော့ရက်ဆက်တယ်လို့ရှိပေမဲ့တကယ်တော့သူဟာအပြစ်မဲ့ပြည်သူတွေကိုကူညီဖို့အတွက်အချိန်ဆွဲပေးနေတာပါသူကလောက်ကျန်သမားဟာခွန်အားကြီးပြီးညံဆန်တဲ့သူဖြစ်ရမယ်ပြီးတော့အမြင့်ကိုကျွမ်းကျင်စွာတတ်နိုင်တဲ့သူဖြစ်ရမယ်ဒါကြောင့်တရားခံဟာဒီ내စုထဲမှာပဲရှိရမယ်လို့အရေးအမှတ်ပေးခဲ့ပါတယ်ရန်ရှင်းလဲချက်ချင်းသဘောပေါက်သွားပြီးကျမကိုအချိန်3နာရီထပ်ပေးပါတကယ်လို့တရားခံကိုရှာမတွေ့ရင်ကျမပါသူတို့နဲ့အတူအသေးခံပါမယ်လို့မိမိအသက်နဲ့ရင်းပြီးအမခံလိုက်ပါတယ်ရန်ရှင်းဟာအမှုခင်းစုံစမ်းစစ်ဆေးတဲ့နေရာမှာတကယ့်ကိုပါရမီပါတဲ့သူပါသူမဟာလက်ဝေရာတွေဒဏ်ရာတွေနဲ့အမျိုးမျိုးသောတွက်ချက်မှုဖယ်ထုတ်မှုနည်းလမ်းတွေကိုအသုံးပြုပြီးနောက်ဆုံးမှာတော့တရားခံအစ်စ်ကိုအမိအယဖော်ထုတ်နိုင်ခဲ့ပါတယ်အခြေအနေမဟန်တော့မှန်းသိသွားတဲ့လောက်ကျန်သမားကရန်ရှင်းကိုဒစကန်အဖြစ်ဖမ်းဆီးပြီးလွတ်ပေးဖို့ချိန်ချောက်ပါတော့တယ်ဒါပေမဲ့ဝင်ကြီးချုပ်ရှန်သူကတော့အေးအေးဆေးဆေးထိုင်နေရင်ညားနဲ့ပြစ်တက်လိုက်စမ်းသူမကငါအိမ်တော်ကလူလဲမဟုတ်ဘူးယာတို့အစင်တန်းလည်းမရှိတဲ့စာရေးမလေးပဲဟာတေးချင်းသေးပါစေလို့ရဲရဲဆက်ဆက်ပြောလိုက်ပါတယ်အပြင်ပန်းမှာတော့ဂယုမဆိုင်တယ်လို့လုပ်နေပေမဲ့တိတ်တဆိတ်မှာတော့ရန်ရှင်းကိုမျက်လုံးချင်းပြပြီးအရေးအမြတ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ရဲ့နားလည်မှုအပြည့်ရှိတဲ့အပေးအယူတွဲဖက်မှုကြောင့်လောက်ကျန်သမားကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်ရန်ရှင်းကတော့ဒီအမှုပြီးရင်ဝင်ကြီးချုပ်နဲ့ဘာမှမပတ်သက်တော့ဘူးလို့ထင်နေခဲ့တာပါဒါပေမဲ့မကြခင်မှာပဲရန်မီသားစုစီတော်ဝင်အမိန့်စာရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ဝင်ကြီးချုပ်ရှန်သူနဲ့ရန်မီသားစုရဲ့တတိယသမီးတော်ကိုလက်ထပ်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီဝင်ကြီးချုပ်ရှန်သူဆိုတာကလူတက်ရာမှာမျက်တောင်မခတ်တဲ့လူသိမင်းလို့နာမည်ကြီးနေသူပါဒီသတင်းကိုကြားတော့တတိယသမီးတော်လေးဟာကြောက်လက်တကြားနဲ့သမီးစားရှိရာနောက်ကိုညာရင်းချင်းထွက်ပြေးတိမ်းရှောင်သွားပါတော့တယ်မင်္ဂလာဆောင်ရမယ့်နေ့ရောက်တဲ့အခါသူတို့သမီးပျောက်ဆုံးနေတာကြောင့်အဖေဖြစ်သူလည်းအကြီးအကျယ်ဒုက္ခရောက်ပြီးမိသားစုတစ်ခုလုံးအသက်ပေးနဲ့ရင်ဆိုင်ရမယ့်အခြေအနေရောက်သွားပါတယ်အားလုံး